ညနေတဲ့အချိန်တစ်တော်ထဲမှာတယောက်တည်းရှိဘူးလားရုတ်တရက်ခြေတံတွေကြားလိုက်ရတယ်ဒါပေမဲ့လူစီကနေလာတဲ့အတန်မဟုတ်ဘူးအိမ်ကြီးချင်းကနေညတိုင်းငိုတန်တွေကြားရတယ်ဒါပေမဲ့အဲ့ဒီအိမ်မှာလူမနေတာနှစ်ပေါင်းများစွာကြာပြီဒါတွေဟာကျွန်တော်တို့မြမကြောက်စရာရှေးဟောင်းဝါဒတွေကအနှဲငယ်ပါပဲဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ရဲ့ YouTube channel မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့မြန်မာပြည်သူပြည်သားတွေရဲ့ DNA ထဲမှာစိမ့်ပြနေတဲ့ကြောက်စရာအကောင်ဆုံးဒဏ္ဍာရီတတဝါတွေရဲ့အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ဗီဒီယိုလေးကို like လုပ်ပေးပြီး channel လေးကိုလည်း subscribe လုပ်ပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့စကြရအောင်နံပါတ်1 The Obo ပထမဦးဆုံးအနေနဲ့ပြောပြချင်တာက Obo အကြောင်းပါမြမရိုးရာအယူဆအရ Obo ဆိုတာလူသားစားနိုင်တဲ့တတဝါကြီးတစ်မျိုးဖြစ်ပြီးမြန်မာနိုင်ငံရဲ့ကျေးလက်ဒေသတစ်တော်တွေထဲမှာနေထိုင်ချက်စားတယ်လို့ယူဆကြပါတယ်။သူ့ရဲ့ထူးခြားချက်ကလူသားတွေရဲ့စကားကိုနားလဲတယ်။အတုခိုးပြောနိုင်တယ်။အထူးသဖြင့်ညအချိန်တစ်တော်ထဲမှာခရီးသွားနေတဲ့သူတွေကိုသူတို့တိကျွမ်းတဲ့သူရဲ့အတန်ကလေးငိုတန်တွေနဲ့လှည့်စားခေါ်ဆောင်သွားတတ်ပါတယ်။တကယ်တော့ဒီအတန်ကြပြီးလိုက်သွားမိရင်ဘာဆက်ဖြစ်မယ်လို့ထင်လဲ။ဒါကြောင့်ကျေးလက်ဒေသကလူကြီးသူမတွေကညဘက်တစ်တော်တွေတဲကခေါ်တန်ကြရင်ဘယ်တော့မှမလိုက်ဖို့တတိပေးလေးရှိပါတယ်။နောက်တစ်ခုကတော့ရေနဲ့ဆိုင်တဲ့သတ္တဝါပါပဲ။မြစ်စပဲဒါမှမဟုတ်တချို့ကရေနဲ့သမီးလို့ခေါ်ကြတယ်။သူမဟာမြစ်ချောင်းအင်းအိမ်တွေမှာစောင်းကျက်နေတဲ့နတ်သမီးတစ်ပါးပါ။သူမဟာအလွန်လှပပြီးအပေါ်ပိုင်းကလူသားအမျိုးသမီးလို့အောက်ပိုင်းကငါးအမီးလို့ဒါမှမဟုတ်မွေအမီးလို့ရှိတတ်ပါတယ်။ဒဏ္ဍာရီအရာသူမကိုမကြာခဏမြစ်ကမ်းမှာစပင်ဖြီးနေတာကိုတွေ့ရတတ်ပြီးတာမန်လူတွေကိုမထိခိုက်ပေမဲ့သူမကိုမထီမဲ့မြင်ပြုမိသူမနေထိုင်တဲ့ရေအိမ်ကိုညှဉ်းညမ်းစေသူတွေကိုတော့ကံမကောင်းအောင်ကြတတ်တဲ့ရေနစ်စေတတ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ကျေးလက်ဒေသကရေကန်တွေအင်းတွေစီသွားရင်ရေနဲ့သမီးကိုစိတ်ထဲမှာယူတည်လေးစားမှုရှိဖို့ပြောကြပါတယ်။နောက်တစ်ခုတော့မြန်မာလူမျိုးတိုင်းဒီပါသိကြတဲ့အကြောက်ရဆုံးအယူဆတစ်ခုပါပဲ။ရှေးယုံကြည်မှုအရတစ်ပင်ကြီးတွေကြောက်တုံကြီးတွေထူးဆန်းတဲ့နေရာတွေမှာနတ်တွေကစောင့်ကြက်နေတတ်ပါတယ်။တစုံတစ်ယောက်ကဒီနတ်စောင့်နေတဲ့တစ်ပင်ကိုခုတ်လဲမိတဲ့အခါဒါမှမဟုတ်သူ့နေရာကိုမယိုမသေးပဲညှဉ်းညမ်းစေမိတဲ့အခါဒီနတ်ကလိုက်ပြီးဒဏ်ခတ်တတ်ပါတယ်။မိသားစုတွေထဲမှာကန်ဆိုးမိုးမောင်ကြားရောက်တာရုတ်တရက်ဖျားနာတာစီးပွားရေးပြတ်တာမတော်တဆထိခိုက်တာတွေကိုဖြစ်တတ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာလူကြီးသူမတွေကနတ်တင်တယ်လို့ပြောကြပြီးနတ်ကိုနားချတောင်းပန်ပြီးဆူတောင်းပွဲလုပ်ကပူဇော်ပသကြပါတယ်။ဒါကတော့မြမယဉ်ကျေးမှုထဲမှာနှစ်ပေါင်းရာချီနဲ့ရှင်သန်နေတဲ့ထူးဆန်းသောဒဏ္ဍာရီသတ္တဝါတွေတဲကအနှဲငယ်ပါပဲ။ဒီဇလန်းတွေဟာတိတ်ပံနီးကြတော့မဟုတ်ပေမဲ့ဘိုးဘွားတွေရဲ့သတိပေးချက်တွေတဘောဝကိုကြောက်ရွံ့ယူသေးမှုနဲ့လူအတိုင်းဝိုင်းကိုစူးစီးထားတဲ့ယဉ်ကျေးမှုအမှုပညာတရက်ပဲဖြစ်ပါတယ်။တင်းရဲ့ကျေးလက်ဒေသမှာဒီလိုမျိုးထူးဆန်းတဲ့ကြောက်စရာဒဏ္ဍာရီတွေရှိသေးလားကောမန့်မှာမျှဝေပေးဖို့ကျွန်တော်တောင်းဆိုပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်